မှာပေးအပ်ပေးပါရန်ပန်ကြားအပ်ပါတယ်ရှင်။ပြန်ပြရလေ။ဘာလဲ။ရှင်မစူးလက်ခံရယူပေးပါရန်ပန်ကြားအပ်ပါတယ်ရှင်။တနာဦးစီမှာပြပေးပါရန်ပန်ကြားအပ်ပါတယ်ရှင်။ဖေးချောင်းမှာဆုလက်ခံရယူပေးပါရန်ပန်ကြားအပ်ပါတယ်ရှင်။ဒီတော့ဟာလားpresentation စုကိုပြရပါလေရှင်။ဒီ presentation အစပြင်ကြရမယ်နော်။ဒီစက်ပါဒီခဏလေးပြပါရှင်။ကြည့်ရပြီနော်။ဟုတ်ကဲ့။ပေါပုံဤစီမစချင်းပြပါရှင်။ဟုတ်ကဲ့ရှင်။စီစဉ်မှုအကောင်းဆုံးညမရီဒီစီမှာပြရပါရှင်။စီစဉ်မှုအကောင်းဆုံးဆရာရှင်တို့ဝါနေမှာစလက်ခံရလို့ဝါနေစလက်ခံရပြီးပါရပန်ကြားအပ်ပါတယ်ရှင်။စီလုံးညီညွတ်မှုစုရရှိတဲ့အဖွဲကိုမလက်ခံနာမရဲ့ဒီလိုရအောင်အချောဆုံးစုကိုရေဖက်ရတယ်ဒီလိုချောတယ်အချောဆုံးစုကိုလက်ခံရယူပါရင်ပန်းချအပ်ပါရရှင်
တပွဲကြံတယ် အိုက်ဂျင်ကောင်းလို့ဆိုတော့ကျွန်တော်တို့ရဲ့ဒီချေကြီးအဖွဲတစ်နေ့မှရရှိသွားပါရှင်။ဘယ်လိုအားပေးလို့你要问么嘞？ 那不是个别拜拜嘛，我们对，你这里嘛呢，你这里啊，从哪边讲嘛？那你看，那这边啊，新疆有不？啊，你有没有？这个有啊？